ဆက်ဆံမချစ်တဲ့သူရဲ့ကြည်ပြင်းလို့တို့တွေသူလူလောကရဲ့လမ်းတွေပေါ်စိုးကြမိုက်ကြရင်လေရုံထွတ်တော်မင်္ဂပါမလားပဲမောင်နေမှာဆက်ရှောင်းနေစေရှောက်လာစဉ်ဒီနေ့ပွဲတော်ဆိုတာဖျားเจ้าကထွက်လာသူတွေတွေ့လိုက်မှသိလာစဉ်အရန်မေဝနဲ့တော့ပြီးရုပ်ထဖို့ဆုံးဖြတ်တာတွေ